မင်္ဂလာပါအခုရောက်နေတဲ့နေရာကတော့ဘန်ကောက်မြို့တော်တည်ထောင်ခြင်း244နှစ်မြောက်အထိမ်းအမှတ်ပွဲတော်ကျင်းပနေတဲ့ဘန်ကောက် National Museum မှာပဲဖြစ်ပါတယ်ဒီပွဲကိုဧပြီလ22ရက်နေ့ကနေ26ရက်နေ့အထိ9ရက်တိုင်တိုင်ကျင်းပနေတာဖြစ်ပြီးညနေ4နာရီကနေစပြီးတော့ဝင်ကြီးအခမဲ့နဲ့လာလည်လို့ရပါတယ်လန်နာစုခိုထိုင်အယုဒ္ဓယထုံပရီရန်နာကိုစင်ခေဟောင်ခေတင်နဲ့အခုချိန်ထိခေအဆက်ဆက်တိုးတက်ပြောင်းလဲလာတဲ့ထိုင်းရိုးရာအမှုပညာယဉ်ကျေးမှုလက်ရာတွေကိုပြတိုက်ထဲမှာလဲလှယ်ကြည့်ရှုပြီးအင်္ဂလိပ်ဘာသာနဲ့ညနေ9နာရီတစ်ချိန်ထိုင်းဘာသာနဲ့ညနေ6နာရီတစ်ချိန်လိုက်လံရှင်းပြပေးတဲ့အစီအစဉ်လည်းရှိပါတယ်ပြတိုက်ဝင်ထဲမှာနာမည်ကြီးထိုင်းရိုးရာကပွဲတွေနဲ့ဂီတဖျော်ဖြေမှုတွေကိုခံစားကြည့်ရှုနိုင်မှာဖြစ်ပြီးတော့ရိုးရာအစားအစာတွေကိုလည်းမြည်ဆန်းကြည့်နိုင်တယ်ထိုင်းနိုင်ငံရဲ့သမိုင်းကြောင်းနဲ့အမှုပညာအမွေအနှစ်တွေကိုလေ့လာရင်သမိုင်းကြောင်းတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်တွားရောက်လည်ပတ်တဲ့ပွဲတော်လေးဖြစ်တဲ့အကြောင်းကိုလာပြောပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်